မကဲဥတွေကမတုံးတဲ့ရဲ့ကိစ္စဖြစ်နိုင်တယ်ဆိုတာတီးပြီးကြပြီလိုက်ရှင်မတို့ရေကိုဝေလိုက်တဲ့အိုးက PFOA free ဖြစ်ရဲ့လားတကယ်ရောဘေးကင်းရဲ့လားအလုံးပဲမင်္ဂလာပါဒါကစုဝေလိုက်တဲ့အိုးပါတစ်တော့ပုံမှာရန်လေးရောင်းနေကြတော့တခါမှလေးမတုံးဘူးတော့လိုရှင်နာနဲ့ဝေလိုက်ပါတယ်မေးသွားတာကတော့စုရပို့စားမှုကြောင့်ပါဒါပေမဲ့စုဝေလိုက်တဲ့အိုးက PFOA free ဖြစ်ရလား non-stick အိုးလားမသိရပါဘူးရှင်ဘာစာရေးဘာဒီဇိုင်းမှလေးမပါပါဘူးရှင်ဒါပေမဲ့ဒီအိုးနဲ့ရှေ့ရတာတော့တော်တော်ကောင်းပါလေမကဲအိုးသုံးတာကကျမရဲ့အတွေ့တကယ်ကိုကောင်းရဲ့လားသိရှင်နာနဲ့လိလာဖြစ်တာလေးကိုပြန်လေးမျှဝေပေးပါမယ်အရှုံးမကဲအိုးတွေကအပူခံအောင်ကင်မကယ်နဲ့လှုပ်ထရင်အစအစာရှစ်ပြုတ်နေစဉ်မှာကင်မကယ်တွေထွက်လာတတ်ပါတယ်ဒါကြောင့် PFOA free ဖြစ်တဲ့အိုး non-stick လို့ဒီဇိုင်းပါတဲ့အိုးတွေကိုဝယ်သုံးကြပါရှင် PFOA free မဟုတ်တဲ့ non-stick မဟုတ်တဲ့အိုးတွေကိုသုံးမိရင်တာရဲဟိုမုန်းပြဿနာတွေအစာအိမ်နဲ့ဦးလန်းကျုံပြဿနာတွေရှိလာတတ်ပါတယ်ကင်ဆာတော့ဖြစ်နိုင်တယ်လို့သတ်မှတ်ထားတဲ့အပြင်နောက်ထပ်ကျန်းမာရေးဆိုးကျိုးတွေအများကြီးဖြစ်နိုင်တယ်လို့သတ်မှတ်ထားတာသိရပါတယ်ရှင်။အိုးအသေးမပြည့်စည်သေးရင်အန်ဒီရနေတယ်လို့သိရပါတယ်။ဒါပေမဲ့အိုးမျက်နှာပြင်ပြည့်စည်သွားရင်ကင်မကယ်တွေထွက်လာပြီးအစအစာတွေထဲကိုဝင်နိုင်ပါတယ်။နောက်ပြီးအရှင်မတို့ရဲ့မကဲအိုးကိုနှိမ့်ဆက်မသုံးသင့်ဘူးတဲ့နော်။မကဲအိုးအကြောင်းကိုသိပြီးတဲ့အရှင်မတွေကကြိုသွားလောက်ပြီပေါ့မသိသေးတဲ့သူတွေသိသွားရင်ကျင်းနေပါပြီရှင်အရှင်မအလုံးကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရပြည့်ဝတဲ့အစာအစာတွေကိုပျော်ရွှင်စွာရှစ်ပြုတ်နိုင်ကြပါစေဆုရဲ့ဗီဒီယိုလေးကိုကြိုက်ရင်အပေါင်းလေးနှိုက်ပြီးဖိုလိုလေးလုပ်ပေးခဲ့ကြပါဦးလို့တောင်းဆိုပါရစေရှင်အားလုံးလေးကျန်းမာပျော်ရွှင်ကြပါစေဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်